မလေးရှားဖိုက်တာဂျူဂျိုးကိုရုပ်ပြက်ဆင်းပြက်ကစားပြီးတော့ရှုံးနိမ့်ခဲ့တဲ့ရဲရင်နောင်အားလုံးပဲမင်္ဂလာပါ MM Spotlight Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့လူတော်တော်များများစိတ်ဝင်စားနေကြတဲ့ရဲရင်နောင်နဲ့ဂျူဂျိုပွဲအကြောင်းကို ACC ပြန်သုံးသပ်ကြည့်ရှင်ပါတယ်ဒီပွဲပြီးသွားတဲ့နောက်မှာဝေဖန်တန်တွေကအရန်များနေပါတယ်တချို့ကဒီလိုဆိုနောက်ပွဲတွေမလွယ်တော့ဘူးလို့ပြောကြတယ်ဒါပေမဲ့ပွဲတစ်ပွဲနဲ့လူတစ်ယောက်ကိုအဆုံးသတ်သေးသလားဆိုတာတော့စဉ်းစားရမယ်ဗျဒီနေ့ဒီဗီဒီယိုမှာရဲရင်အောင်ရဲ့အားသာချက်အားနည်းချက်ပွဲတွင်းဘာတွေဖြစ်ခဲ့လဲဘာကြောင့်ရှုံးနေခဲ့ရလဲနောက်ပိုင်းမှာဘာတွေပြင်ဆင်ရမလဲဆိုတာအားလုံးကိုတစ်ချက်ချင်းပြောပြသွားမှာဖြစ်ပါတယ်ပွဲမစခင်မှာရဲရင်အောင်ကသူ့ရဲ့ Facebook စာမျက်နှာမှာစိတ်ပြတ်နေတယ်လို့ရေးတင်ခဲ့ပါတယ်ပွဲရဲ့နောက်ွယ်မှာဘာတွေဖြစ်နေကြလဲဆိုတာမသိရပါဘူးကစားသမားတစ်ယောက်ကစိတ်ပိုင်းဆိုင်ရာမတည်ငြိမ်တဲ့အချိန်မှာပွဲတက်ထိုးရတာတကယ်ကိုလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးဒါကိုလည်းကျွန်တော်တို့ထည့်စဉ်းစားရပါမယ်ပထမရှိမှာရဲရင်အောင်ရန်တက်ကြွတယ်ရှစ်တက်ထိုးတယ်လက်သီးတွေမြန်တယ်ဒါပေမဲ့သူ့ရဲ့လောနေတဲ့ပုံစံကိုတော့မြင်နေရပါတယ်ဒါပေမဲ့လည်းပထမရှိမှာတော့အသာရခဲ့တယ်ဆိုတာတော့အမှန်ပါထိုးချက်တွေထိခဲ့တယ်ပရိသတ်တွေပထမရှိကိုကြည့်ပြီးတော့မျောလင်းချက်တွေထားခဲ့ကြတယ်ဒီနေရာမှာသူ့အားသာချက်တွေမြင်ရတယ်မြန်နှုံးလည်းရှိတယ်ကြောက်စိတ်မရှိဘူးရှေ့တက်ထိုးရတဲ့ဒီချက်တွေကလူငယ်ကစားသမားတယောက်အတွက်အရေးကြီးတယ်ဒုတိယချိန်မှာတော့အရှင်တွေကစပြီးတော့ပြောင်းလဲလာတယ်ဂျိုဂျိုကအတွေ့အကြုံပုံများတယ်တည်ငြိမ်တယ်မလောဘူးတိတိကျကျပြန်ထိုးတတ်တယ်ရဲရင်အောင်ရဲ့အမားကိုကြည့်ပြီးတော့ကောင်တာလက်သီးတွေဂျိုဂျိုကသုံးတယ်ရဲရင်အောင်ကနှာခေါင်းသွေးထွက်သွားလို့သူ့အတွက်အသက်ရှူရတာခက်ခဲလာတယ်အသက်ရှူရတာခက်ခဲတဲ့အတွက်ကြောင့်နောက်ပိုင်းမှာတက်လုံကပို့ပြီးတော့ကျလာပါတယ်ဒီနေရာမှာရဲရင်အောင်ရဲ့အားနည်းချက်တွေပေါ်လာတယ်အချိန်မထိန်နိုင်ခဲ့ဘူးစွမ်းရင်ကိုမသိမ်းနိုင်ခဲ့ဘူးကိုယ့်ကိုကာကွယ်မှုတွေနည်းလာတယ်ဒါတွေကပထမဦးဆုံးခက်ခဲတဲ့ဖိုက်တာနဲ့တွေ့တဲ့လူငယ်တယောက်တော့မဆမ်းပါဘူးတတိယချီရောက်လာတော့မောလာပြီလှုပ်ရှားမှုတွေကနည်းသွားပြီလက်ကိုတော့ကောင်းကောင်းမမြောက်နိုင်တော့ဘူးပြန်ထိုးဖို့အတွက်လည်းစွမ်းအားကမကျန်တော့ဘူးတချို့ချိန်တွေမှာပတ်ပြေးနေတာမျိုးလည်းမြင်ရတယ်ဒီပုံစံကပရိသတ်အမြင်မှာအတော်ကိုစိတ်ပြတ်စရာကောင်းစေခဲ့တယ်တကယ်ဆိုရင်သူသာ professional ကစားသမားလို့သွားမယ်ဆိုဒီလိုပုံစံဖြစ်မနေသင့်ဘူးမောနေတာကိုမောနေတယ်လို့မြင်အောင်မလုပ်သင့်ဘူးအ ਨੇ ဆုံးတော့ရင်ဆိုင်နေသေးတဲ့ပုံစံတော့ထိန်းထားနိုင်ရမယ်ဒါကသူ့အတွက်အရေးကြီးတဲ့သင်ခန်းစာပါရဲရင်အောင်ကမမြင်ကြီးလေ့ကျင့်ရေးစကားမှာလေ့ကျင့်နေတယ်ဒါကြောင့်ပရိသတ်ညှော်လင့်ချက်ကပို့ပြီးတော့ကြီးမားပါတယ်ဒါပေမဲ့မမြင်ကြီးကျင်ဆိုတာနဲ့အလိုတယောက်ပြည့်စုံသွားတာမဟုတ်ပါဘူးကိုယ်တိုင်လည်းပို့စူးစမ်းရတယ်ပို့ပြီးတော့တင်ယူရတယ်ပို့ပြီးတော့လည်းအနာခံရတယ်အခုသူထိုးသွားတဲ့အခြေအနေတွေကိုကြည့်မယ်ဆိုရင်တင်ယူစရာတွေကအများကြီးကြံနေပါသေးတယ်ဒါပေမဲ့အသက်ငယ်သေးတယ်အချိန်ကတော့အများကြီးကြံနေပါသေးတယ်ဒီပွဲမှာအားလုံးစိတ်ပြက်ခဲ့ကြတာအမှန်ပါပရိသတ်တွေအနေနဲ့လည်းစိတ်ပြက်ခဲ့ရတယ်ဒါပေမဲ့ဒီရှုံးတဲ့မှုကိုဘယ်လိုသုံးချမလဲဆိုတာကအရေးကြီးဆုံးပါဝေဖန်သံတွေကိုစွမ်းအားဖြင့်ပြန်ယူနိုင်ရမယ်နောက်ပွဲမှာပိုတက်လုံကောင်းတဲ့ရဲရင်အောင်ပိုတည်ငြိမ်တဲ့ရဲရင်အောင်ပိုကာကွယ်နိုင်တဲ့ရဲရင်အောင်ကိုကျွန်တော်တို့မြင်ရှင်ကြပါတယ်ဒီပွဲကသူ့ရဲ့ပထမဆုံးပွဲပါအဆုံးသတ်တဲ့ပွဲမဟုတ်ပါဘူးပထမရှိမဲ့အသာရခဲ့တယ်ဆိုတာသူ့မှာရည်ရှင်းရှိတယ်ဆိုတာပြနေပါတယ်နောက်ပိုင်းမှာအဆင်မပြေတာတွေကအတွေ့အကြုံပိုင်းနဲ့တက်လုံကွာခြားမှုကြောင့်ဖြစ်သွားတာပါရဲရင်အောင်ကိုဒီကနေပြောချင်တာကနောက်ပွဲမှာအကောင်းဆုံးနဲ့ပြန်လာခဲ့ပါကျွန်တော်တို့ကဝေဖန်ဖို့တက်တိုးတက်လာတာကိုမြင်ချင်ခဲ့တာပါနောက်ပွဲတွေအကောင်းဆုံးနဲ့ပြန်လာနိုင်ပါစေရဲရင်အောင်ဗီဒီယိုဆုံးကြည့်ပြီလို့အားလုံးကျေးဇူးတင်ပါတယ် MM Spotlight မှာ UFC 1ရှက်မြန်ရှက်မြန်မာ fighter တွေရဲ့အကြောင်းအရာတွေကိုနေ့တိုင်း update ပုံမှန်တင်ပေးနေမှာဖြစ်ပါတယ်။ဗန်ရဲ့နောက်ထပ်ဗီဒီယိုတွေကိုလည်းမကြာခင်တင်ပေးသွားပါမယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe comment လုပ်ပေးဖို့မမေ့ကြပါနဲ့လို့ပြောဆိုရင်ဗီဒီယိုကိုဒီမှာနေအဆုံးသတ်ရှင်ပါတယ်။